ဟာတီလုံးနဲ့အတိတ်အနေရဂျာကထွက်ပြေးခဲ့ရတဲ့ဒုက္ခတွေပေါ်ဟာအင်္ဂလိပ်စာမတက်လို့ကျောင်းမှာဝိုင်းဝန်းနှိပ်စက်ဘူလီအလုပ်ခံခဲ့ရတဲ့ကောင်လေးတယောက်ကိုသူ့အတော်ဖြစ်သူကစကားတခွန်းပဲပြောခဲ့ပါတယ်မင်းယောက်ျားစစ်ဆိုရင်ခုလိုလန်တလာရင်ရန်နေဖြစ်နေမဲ့အစားမန်နီပတ်ကူယိုလိုကိုမီတာစုနဲ့ကိုနိုင်ငံအတွက်တရားဝင်စင်မြင့်ထက်မှာတက်တိုက်ပြဆိုတဲ့စကားပါပဲအဲ့ဒီစကားတခွန်းကပဲ The Fearless လို့အမည်ရတဲ့ကမ္ဘာအဆင့်မြန်မာပြည်ဖွာဖိုက်တာတယောက်ကိုမွေးဖွားပေးလိုက်တာပါပဲ From Haka Hills to the bright arena, Golden Sun, he came to fight. October 10, 2001, born. Joshua Van ကို2001ခုနှစ်အောက်တိုဘာ10ရက်နေ့မြန်မာနိုင်ငံဟာခါမြို့လီမှာမွေးဖွားခဲ့ပါတယ်။ချင်းတိုင်းသားတွေဖြစ်တဲ့သူ့ရဲ့မိဘတွေဟာနေ့စဉ်စားဖို့နေရအတွက်ရုန်းကန်ရရုံနဲ့မကပဲတိုင်းသားလူနည်းစုဖြစ်တာကြောင့်အသက်အန္တရာယ်အထိပါစိုးရင်ရတဲ့ဘဝကိုရင်ဆိုင်ခဲ့ကြရတာပါ။ဒါကြောင့်ပဲ Van ရဲ့မိသားစုဟာရရပစ္စည်းလေးတွေကိုထုတ်ပိုးပြီးအရာအလုံးကိုထားရခဲ့ကမလေးရှားနိုင်ငံကိုဒုက္ခသည်အဖြစ်ထွက်ပြေးဖို့ခက်ခဲတဲ့ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။ Van မှာမောင်နှမ၄ယောက်ရှိပါတယ်။အဲ့ဒီ၄ယောက်ထဲမှာ Van ကတတိယမြောက်ဖြစ်ပြီးအမအကြီးဆုံးကတော့မလေးရှားမှာပဲအိမ်အောင်ကျသွားခဲ့လို့အမေရိကန်ကိုလိုက်မလာနိုင်ပဲဒုက္ခသည်စခန်းမှာခင်မွန်းဖြစ်သူနဲ့အတူကြံရစ်ခဲ့ရှာပါတယ်။ဒါပေမဲ့လည်းမလေးရှားဟာသူတို့အတွက်အင်စစ်စစ်မဟုတ်ခဲ့ပါဘူးခေတ္တခိုလုံရန်စခန်းတစ်ခုတက်တာဖြစ်ပြီးနှစ်အကြာမှာတော့သူတို့မိသားစုဟာအမေရိကန်နိုင်ငံတက်ဆက်စ်ပြည်နယ်ဟူစတန်မြို့ဒုက္ခသည်အဖြစ်တရားဝင်ထပ်မံအခြေချခွင့်ရရှိခဲ့ပါတယ်ကဲမြင်အောင်ကြည့်လိုက်ပါဘရိုတို့အသက်12နှစ်သားဗန်တယောက်ဟာဟူစတန်ကအလဲတဲ့ကျောင်းကိုစားရောက်တဲ့အချိန်မှာအင်္ဂလိပ်စကားလည်းလုံးဝမပြောတတ်လူကောင်ကလည်းအတန်းထဲမှာအသေးဆုံးရုပ်ရည်ကလည်းသူတို့နဲ့မတူတဲ့ကွဲပြားနေခဲ့အဆိုးဆုံးကចောင်းသားတွေရဲ့ဝိုင်းဝန်းနှိပ်စက်အနိုင်ကျင့်ခြင်းဘူလင်းကိုခံခဲ့ရတဲ့အခါဆရာမကိုတိုင်ကျင်ရင်တော့အင်္ဂလိပ်စာမတတ်တာကြောင့်သူဟာအနိုင်ကျင့်ဖို့လွယ်ဆုံးပြမဲ့ easy target တစ်ခုဖြစ်လာခဲ့ရပါတယ်အဲ့ဒီအချိန်မှာဒီအတိုင်းအမြဲတမ်းအနိုင်ကျင့်ခံနေတော့မှလားသူမဟုတ်ပြန်ချမလားဆိုတော့လမ်းဆုံးလမ်းခွဲကိုသူရောက်လာခဲ့ပါတယ်ပြန်ကြည့်မယ်ဆိုလေ Van ရဲ့အတိတ်ဇက်ကြောင်းဟာဟူစတန်တာမန်ကလေးတွေလိုမဟုတ်ခဲ့ပါဘူးမြန်မာပြည်မှာကြုံခဲ့ရတဲ့မိဘတွေရဲ့ဒုက္ခရေကြီးရာမျက်နှာရရှာခဲ့ရတဲ့ဒုက္ခတွေဘဝစတာတွေကသူ့ကိုရင်ကျက်ပြီးသားဖြစ်စေခဲ့ပါတယ်ကြောက်ပြီးထွက်ပြေးနေမဲ့အစားငါပြန်ချမယ်ဆိုပြီးသူပြက်ပြက်တတဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့ပြဿနာကသူ့မှာပေါစင်တင်နန်းတပ်ဖို့ပိုက်ဆံလည်းမရှိတင်ပေးမဲ့အကူကြီးလည်းမရှိပါဘူးအဲ့ဒါကြောင့်သူဟာ YouTube ပေါ်ကကြောင်းတွင်းရံပွဲဗီဒီယိုတွေဖြစ်တဲ့ School Fight တွေ Street Fight တွေထိုင်ကြည့်ပြီးလူချင်းတန့်ရင်ဘလို့ထိုးရမလဲဘလို့ကန်ရမလဲဆိုတော့ဗီဒီယိုကြည့်ပြီးကိုယ်တိုင်အတက်တင်ယူခဲ့ရပါတယ်အဲ့လိုနဲ့ကျောင်းမှာလမ်းမှာပါ Van တယောက်ပူပြီးကြီးမားတဲ့ပြဿနာတွေလူမိုက်အပေါင်းအသင်းတွေနဲ့ပတ်သက်မိလာတဲ့အထိအခြေအနေတွေကယုံရင်ဆန်ခဲ့ဖြစ်လာခဲ့ပါတယ်လမ်းပေါ်မှာရံပွဲတွေခဏဖြစ်ပြီးအာကူရမဲ့နေတဲ့အချိန်မှာ2019ခုနှစ်ဘဝရဲ့အဆိုးရွားဆုံးတော့ကတစ်ခုထပ်တူလာခဲ့ပါတယ်အဲ့ဒါကတော့သူ့ကိုကာကွယ်ပြီးမဲ့ဖခင်ဖြစ်သူကွယ်လွန်ဆုံးပါသွားခဲ့တာပဲဖြစ်ပါတယ်အဖေမရှိတော့တဲ့နောက်မှာသူ့အမေဟာဒဇိန်ပြင်ပနိုင်ငံမှာကလေး၄ယောက်ကိုတယောက်တည်းရုန်းကန်ရှာချွေရပြီးအရန်ကိုပင်ပန်းဆင်းရဲခဲ့ပါတယ်အဲ့ဒီလိုမိသားစုအချက်အတဲတွေဖြစ်နေတဲ့အချိန်မှာတော့ Van ဟာလမ်းဘေးရန်ပွဲတွေလူမိုက်တငင်ချင်းတွေနဲ့ထပ်ပြီးပြဿနာတွေအကြီးအကျယ်ရှာနေခဲ့ပါတယ်ဒီအတိုင်းဆက်သွားရင်တားဖြစ်သူလမ်းမရောက်တော့မယ်ဆိုတာတည်တဲ့သူရဲ့မိခင်ကဂျိုရှူအာကိုအေချန်တိတ်ဆိတ်တဲ့အိုင်အူဝါပြည်နယ်ကသူ့အတော်အိမ်ကိုခဏခွဲပြီးပို့လိုက်ပါတော့တယ်ဒါပေမဲ့ဇေယိုက်က
ပါလာခဲ့ပြီဖြစ်တဲ့ Van ဟာ Iowa ကပန်းချန်တစ်ခုမှလည်းရံပွဲတွေထပ်ဖြစ်ပြီးမျက်နှာမှာဒဏ်ရာဘလဘောနဲ့အိမ်ပြန်လာခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲပြမဲ့စကားတစ်ခုကိုသူ့အတော်စီကနေကြားလိုက်ရပါတယ်။သူ့အတော်က Van ကိုတေးချလေးကြည့်ပြီးယောက်ျားစစ်ဆိုတာလမ်းပြီးမှရံဖြစ်မနေဘူး။တကယ်ယောက်ျားစစ်ဆိုရင် Manny Pacquiao လိုကိုမီတာဇူနဲ့ကိုနိုင်ငံအတွက်တရားဝင်စင်မြင့်ထက်မှတက်တိုက်ပြရတယ်ဆိုပြီးပြောချလိုက်ပါတယ်။စကားခွန်ကပဲအသက်16နှစ်သားလေး Van ရဲ့ရင်ထဲကိုတဲတဲ့ကြီးမှန်သွားခဲ့ပါတယ်အဲ့ဒီညက Van တယောက်အိတ်လို့တောင်မပျော်ပဲသူ့အတော်စကားကိုတညလုံးတွေးနေခဲ့မိပါတယ်နောက်တနေ့မနက်မှာတော့သူဟာလမ်းမရအနိုင်ကျင့်တဲ့အဆင့်မဟုတ်ပဲတကယ် professional fighter တယောက်ဖြစ်အောင်ကြိုးစားမယ်လို့တန်တိတ်တဲ့ချပြီး Houston ကိုချက်ချင်းပြန်လာခဲ့ပါတယ်MMA ကိုအလဲစားတင်လေ့ကျင့်မှာတော့လေဒါဟာကပပထမဆုံးမြန်မာပြည်ဖွာ UFC fighter ဖြစ်လာမဲ့ Joshua the Fearless Van ရဲ့ပထမဆုံးခြေလှမ်းပါပဲအဲ့ဒီအချိန်ကစပြီးအသက်19နှစ်အရွယ် Joshua Van Fury FC ဆိုတဲ့အပျော်တမ်း MMA စင်မြင့်ပေါ်ကိုစတင်ခြေချခဲ့ပါတယ်ကန်ဂျမာကိုစိန်ခေါ်ခဲ့တဲ့အဲ့ဒီကောင်လေးရဲ့အပျော်တမ်းပွဲစဉ်တွေဟာပရိသတ်တွေကိုအော်မင်သက်သွားစေခဲ့ပါတယ်ပျော်တမ်းပွဲ၄ပွဲကစားခဲ့ရ၄ပွဲလုံးကိုပြန်ပွဲတွေကိုအလဲထိုးအရှုံးပေးစေခဲ့ပြီးစံချိန်တင်အနိုင်ရရှိက Fury FC ရဲ့ခပ်ပတ်ကိုပါတင်ပိုက်နိုင်ခဲ့ပါတယ်သူဟာတခြားသူတွေလိုဂယူဒီဇိုင်းနဲ့ပွဲကြီးကစားနေတဲ့ fighter မျိုးလုံးဝမဟုတ်ပါဘူးရှေ့မှာဘဲကောင်လာဘသူပဲလာကျုံးမယ်တုံးမယ်ဝင်တိုက်မယ်သူစာနေတဲ့ဝင်ဘလီတကောင်လိုခံစားခဲ့တာပါတက်20အရွယ်ရောက်တဲ့အခါမှာတော့ Van ဟာ professional လောကတွေကိုဇွတ်တိုးဝင်ခဲ့ပါတယ်ပြိုင်ဘက်တွေကိုတရဇက်ထိုးတဲ့ striking အကွက်တွေကန်ဂျက်တွေနဲ့တနစ်ကျော်အတွင်းမှာခုနှစ်ပွဲနိုင်တပွဲရှုံးဆိုတဲ့အမိုက်စားဆန်ခြင်းကို Fury FC ရဲ့ professional flyweight champion ဖြစ်လာခဲ့ပါတယ် UFC ရဲ့ကင်းနောက်တွေကလည်းဒီကောင်လေးကိုမျက်စိကျနေခဲ့ပါပြီဒါပေမဲ့ကန်ချမာရဲ့ဖိတ်ခေါ်တဲ့အမတ်မတင်ပဲဝင်ရောက်လာခဲ့ပါတယ်2023ခုနှစ်ဇွန်လမှာ UFC ပွဲစဉ်တစ်ခုက fighter တယောက်ဟာပွဲမစားခင်တပတ်အလိုမှာဒဏ်ရာရပြီးနှုတ်ထွက်သွားခဲ့ပါတယ်ပွဲစီစဉ်သူတွေကအစားထိုးဖို့ပြန်ပဲရှာမရဖြစ်နေခြင်းမှာအသက်22နှစ်သားလေး Joshua Van စီကိုဖုန်းကောတစ်ခုရောက်လာခဲ့ပါတယ်တပည့်အချင်းရမယ်ပွဲလက်ခံမလားတဲ့ချားသူတွေဆိုရင်လေးချင်းချင်းမရလို့ညင်းပယ်ကြမှာဖြစ်ပေမဲ့ Van ကတော့ချက်ချင်းပဲ yes လို့ပြန်ဖြေခဲ့ပါတယ်ဒါဟာသူ့အတော်ပြောခဲ့တဲ့ကိုယ်နိုင်ငံနဲ့မိသားစုအတွက်စင်မြင့်ထက်မှာတိုက်ပြပါဆိုတဲ့စကားကိုလက်တွေ့အကောင်အထည်ဖော်ပြခွင့်ရမယ်ဘဝရဲ့အကြီးမားဆုံးအခွင့်အရေးဆိုတာသူတည်နေခဲ့လို့ပဲဖြစ်ပါတယ်အဲ့ဒီလိုနဲ့2023ခုနှစ်ဇွန်လ24ရက်မှာတော့ Van ဟာကပကြီးဆုံး UFC စင်မြင့်ထက်မှာသူ့ရဲ့ပွဲဥထွက် debut အဖြစ် Kazakhstan နိုင်ငံသား Wayne fighter ကြီး Jalgas Jumagulov နဲ့ရင်ဆိုင်ခဲ့ရပါတော့တယ်လေ့ကျင့်ချိန်တစ်ပတ်ပဲရခဲ့ပြီးမဲ့လေ Van ဟာအကြောက်အလန့်မရှိဘဲ striking အကွက်တွေတွေးအီနဲ့ဖိအားပေးတိုးတက်မှုတွေကြောင့်သုံးချီအပြည့်တို့ပုတ်ပြီးနောက်မှာတော့ဒိုင်လူကြီးတွေရဲ့တညီတညွတ်တဲ့ဆုံးဖြတ်ချက်ကြောင့်တမိုင်းဝင်အနိုင်ရရှိသွားခဲ့ပါတော့တယ်ဒီပွဲဟာကမ္ဘာစင်မြင့်ထက်မှာမြန်မာနိုင်ငံသားတွေရဲ့ဇွဲတတိနဲ့အရှုံးမပေးတဲ့စိတ်ဓာတ်ကိုတက်တည်ပြလိုက်တဲ့ပွဲတစ်ပွဲလည်းဖြစ်ပြီး Joshua Van အနေနဲ့လည်း UFC တမိုင်းတစ်လျှောက်ပထမဆုံးမြန်မာပြည်ဖွာ fighter အဖြစ်စတင်တမိုင်းဆိုင်တူခွင့်ရရှိသွားခဲ့ပါတော့တယ်ဒါပေမဲ့လေဒီပွဲမစခင်မှာလူမတိသူမတိခါတိခဲ့ရတဲ့ဖြစ်ရတစ်ခုရှိပါသေးတယ်။ Van ကပအကြီးဆုံး UFC စင်မြင့်ပေါ်တက်ခါနီးမှာပွဲစီစဉ်သူတွေကိုမြန်မာနိုင်ငံတော်အလံတေဆောင်ဝင်ပေးပါလို့တောင်းဆိုခဲ့ပူပါတယ်။အဲ့ဒီအချိန်မှာ UFC ကတာဝန်ရှိသူတွေကခွင့်လုံးဝမပြုချင်ကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့ American Texas ပြည်နယ် Houston ကျောင်းတော်ကကလေးတွေလိုပဲ UFC ကလူတွေလည်းကပမြေပေါ်မှာမြန်မာဆိုတာဘယ်နားမှာရှိပြီးဘယ်ချိန်ဘယ်လိုနိုင်ငံလဲဆိုတာသိချင်မသိကြလို့ပါပဲဒါပေမဲ့ Van ကလုံးဝအလျှော့မပေးခဲ့ပါဘူးငါဘယ်သူလဲ
ဘယ်ကလာတာလဲဆိုတာတကဘာလုံးသိစေရမယ်ဆိုတဲ့စိတ်နဲ့သူတို့တွေကိုတေချာရှင်းပြပြီးအတင်းအကျပ်တောင်းဆိုခဲ့လို့နောက်ဆုံးမှာတော့မြန်မာနိုင်ငံတော်အလံကိုအော်တဂွန် ring တဲ့အထိဂုံယူဝင့်ကြွားစာတည်ဆောင်ခွင့်ရခဲ့တာဖြစ်ပါတယ်ငယ်ငယ်ကအလံမရှိအိမ်မရှိဒုက္ခတွေဘဝနဲ့အခုတော့ကပ္ပစင်မြင့်ထက်မှာမိခင်နိုင်ငံရဲ့အလံကိုရင်ဘတ်မှာအမျက်တနိုးချုံပြီးအောင်ပွဲခံပြနိုင်ခဲ့ပါပြီUFC ရဲ့ပွဲဥထွက်มาတဲ့မြန်မာနိုင်ငံအလံနဲ့အတူအနိုင်ရခဲ့ပြီးတဲ့နောက်ဗန်ဟာရှီကဘသူပဲလာလာအကြောက်အလန့်မရှိဒရဇက်ထိုးတဲ့ရင်ကယ်ရင်ဘော့ဂျက်စ်ဖိလစ်ဘူနက်စ်တို့လိုဖိုက်တာတွေကိုစက်တိုက်အနိုင်ယူပြီးစံချိန်ကောင်းတွေတင်ခဲ့ပါတယ်ဒါပေမဲ့စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ UFC လောကမှာအောင်မြင်မှုတွေမကပဲအရှုံးနဲ့လည်းသူရင်ဆိုင်ခဲ့ရပါတယ်ဝိုင်းရင်ဖိုက်တာချာလီစ်ဂျွန်ဆန်နဲ့ပွဲမှာတော့သူ့ဘဝရဲ့ပထမဆုံးအလဲထိုး TKO ရှုံးနေမှုကိုခံစားခဲ့ရပါတော့တယ်အဲ့ဒီလိုဘဝရဲ့ပထမဆုံးအရှုံးနဲ့ကြုံလိုက်ရပြီးတဲ့နောက်ဂျိုရှူအာဗန်နာဇွဲမလျှော့ပဲပြန်ထားလာခဲ့ပါတယ်သူရဲ့နောက်ထပ်စိန်ခေါ်မှုကြီးကတော့ UFC Flyweight တန်းရဲ့အဆင့်1နေရာကထိပ်သီး fighter ကြီး Brandon Rival နဲ့ပွဲဆုံးတွေ့ခဲ့တာပဲဖြစ်ပါတယ်ဒါဟာတာမန်ဖိုက်တာတယောက်အတွက်တော့အရှုံးတစ်ခုပြီးစားမှာစွန့်စားလုံးနဲ့ဆုံးဖြတ်ချက်ဖြစ်ပေမဲ့ဗန်ကတော့အကြောက်လက်မရှိပဲရဲရဲဝန်းဝန်းကြီးပွဲကိုလက်ခံပြီးအတိအချပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ UFC ရဲ့အဓိကပွဲစဉ်ကြီးမှာသူတို့နှစ်ယောက်ထိတ်တိုက်ရင်ဆိုင်မိကြပါပြီအားချင်းများတဲ့ဗန်နဲ့ဝိုင်းရင်ဖိုက်တာကြီး Rival တို့ရဲ့ပွဲဟာ UFC Flyweight တမိုင်းတလျှောက်အကျဉ်းဆုံးနဲ့တမိုင်းအတွင်းအကျဆုံးပွဲကြီးတစ်ပွဲဖြစ်လာခဲ့ပါတယ် ring ထဲမှာသူတို့နှစ်ယောက်ဟာကောင်းချင်းရိုက်ပြီးငါးချီအပြစ်တစ်စက္ကန့်မှမနာတဲ့တရဇက်တိုးဖို့ခဲ့ကြတာပါပွဲအပြီးမှာတော့သူတို့နှစ်ယောက်အပြန်အလှန်ထိုးတက်ခဲ့တဲ့ Total Strike ဟာ UFC Flyweight ရဲ့ငါးချီပွဲစဉ်တမိုင်းတလျှောက်မှာအများဆုံးစံချိန်တင်တမိုင်းတင်သွားခဲ့ပါတယ်ကွန်ပျူတာစကုပ်တွေတော့လိုက်မမတ်နိုင်အောင်တွေးယူတွေးတဲ့အပြန်လဲတိုက်ခိုက်ခဲ့ကြတာပါဗန်ဟာအချိန်တူအတွင်းပွဲလက်ခံခဲ့ရပြီးမဲ့လေအဆင့်တစ်ဖိုက်တာကြီးကိုမကြောက်မရွံ့ပဲရှင်ထိုးနိုင်ခဲ့တဲ့အပြင်သူ့ရဲ့လက်စီးလိုမြန်ဆန်တဲ့လက်သီးတွေကြောင့်တကဘာလုံးကပရိသတ်တွေရဲ့ရင်ထဲမှာ lovely ဖြစ်ပြီးအရန်ကိုချစ်ခင်အားပေးရတဲ့တမိုင်းဝင်ပွဲကြီးတစ်ပွဲဖြစ်သွားခဲ့ရပါတော့တယ်Rival နဲ့တမိုင်းဝင်စစ်ပွဲကြီးအပြီးမှာတော့ UFC လောကတစ်ခုလုံးက Joshua Van ဆိုတဲ့နာမည်ကိုစပြီးအလေးထားလာခဲ့ပါတယ်ဒါပေမဲ့ Flyweight Division ရဲ့အမြင့်ဆုံးတောင်ထိပ်မှာတော့လူတိုင်းကြောက်ရတဲ့ဘရင်တစ်ပါးရှိနေသေးပါအဲ့ဒါကတော့ UFC Flyweight Champion Alexander Pantoja ပဲဖြစ်ပါတယ် Pantoja ဆိုတာတာမန် Champion တယောက်လုံးဝမဟုတ်ပါဘူးသူဟာ division နဲ့မှာအကျဉ်းဆုံး grappling skill အတွေ့အကြုံနဲ့ championship mentality ကိုပိုင်ဆိုင်ထားတဲ့ monster တယောက်ပဲဖြစ်ပါတယ် UFC ရဲ့ထိပ်တန်း contender တွေတောင်သူ့ကိုရင်ဆိုင်ရဖို့ကြောင်းရွံ့နေချိန်မှာ Van ကတော့အဲ့ဒီ champion ကိုတောင်စိန်ခေါ်နိုင်မဲ့ future star တယောက်အဖြစ်လူတွေစတင်မြင်လာကြပါတယ် fans တွေကတော့ already imagination တွေနဲ့ hype စတင်ဖြစ်နေကြပါပြီတကယ်လို့ Joshua Van နဲ့ Pantoja ਦਾ octagon တွေမှာတွေ့ကြရင်ဘာဖြစ်မလဲ champion ရဲ့ brutal grappling လား fearless ရဲ့ lightning fast striking လားအဖြေကိုတော့အချင်းရပဲဆုံးဖြတ်ပေးရမှာပါဒါပေမဲ့ပွဲရတော့တည်တဲ့အတိုင်းပဲပထမအချီမှာတင် Pantoja လက်မောင်းပြုတ်ပြီး Van ဟာအနိုင်ရရှိသွားပါတယ်ဗျာရှာတာချင်းချင်းစင်မြင့်ထမှာဘသူကအကောင်းဆုံးလဲဆိုတာတက်တည်ပြဖို့ဂျပန်နိုင်ငံရဲ့အရှုံးမရှိစံချိန်ပိုင်ရှင် Music Star Fighter Tatsuro Taira နဲ့ပဲထိပ်တိုက်တွေ့ဆုံခဲ့ပါတော့တယ်အာရှရဲ့အနာဂတ်အကောင်းဆုံး fighter နဲ့ရောက် UFC Flyweight ရဲ့ထိပ်ဆုံး rank နေရာတွေအတွက်အကျင့်အနေအားပြန်ရတဲ့ဒီပွဲမှာ Joshua Van striking တွေဟာ Taira ကိုကြီးအကျယ်ဒုက္ခပေးခဲ့တာပါ ring ထဲမှာခေါင်းချင်းရိုက်ဘယ်တော့မှနောက်မဆုတ်တန်ဇွဲစိတ်တဲ့နဲ့တရဇက်တုပ်ပုတ်ခဲ့ပြီးပွဲအပြီးမှာတော့ Joshua Van ဂျပန်ကထိပ်သီး star ကိုပါမကြောက်မရွံ့အသေးအကျေထိုးကြိတ်ပြီးအပြတ်သက်အနိုင်ယူပြလိုက်ပါတော့တယ်ငငယ်ကအလံမရှိ
အိမ်မရှိဒုက္ခတွေဘောကနေအခုတော့ကပအဆင့်အကောင်းဆုံးတွေကိုပါတယောက်ပြီးတယောက် ring ထဲမှာအလဲထိုးပြပြီးအသက်23နှစ်အရွယ်ချင်းလူငယ်လေး Joshua Van ဟာ UFC Champion ကပတ်ကိုတကယ်စိန်ခေါ်နိုင်မဲ့တင်မင်းတမန် fighter စစ်ဖြစ်ကြောင်းကဘာကြီးကိုရဲရဲဝံ့ဝံ့ကြီးတီညာမောင်းခက်ပြလိုက်ပါတော့တယ်မြန်မာပြည်ဟာခါမြို့လေးနဲ့အသက်အန္တရာယ်ကြားကထွက်ပြေးခဲ့ရတဲ့ဒုက္ခတွေကလေးငယ်အင်္ဂလိပ်စကားမတက်လို့ကျောင်းမှာဝိုင်းဝန်းနှိပ်စက် bullying အလုပ်ခံခဲ့ရပြီး YouTube ကြီးကရန်ပွဲတွေကိုကိုယ်တိုင်အတက်တင်ခဲ့ရတဲ့ Joshua Van ခုချိန်မှာတော့သူဟာလမ်းဘေးမှာအနိုင်ကျင့်ခဲ့ရတဲ့အဆင့်လမ်းပေါ်မှာရန်ပွဲလိုက်ရှာနေတဲ့ကောင်လေးလုံးဝမဟုတ်တော့ပါဘူးသူအတော်ပြောခဲ့တဲ့စကားအတိုင်းမိသားစုကိုလှုပ်ချွင်းရင်မြို့ရဲ့အလံကိုကပအဆင့်မြင့်ဆုံးစင်မြင့်ထက်မှဂုံယူဝင့်ကြွားစွာလွင့်ထူပြနိုင်တဲ့တကယ့်ယောက်ျားစစ် fighter တယောက်ဖြစ်လို့နေပါပြီ The Fearless ဆိုတဲ့သူ့ရဲ့နာမည်ပြောင်းအတိုင်းဘယ်အရာကိုမှကြောင်းရင်မရှိပဲကံကြမ္မာကိုတော်လန်ပုံခဲ့တဲ့ Van ရဲ့စိတ်ဓာတ်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးအတွက်တကယ့်ကိုရင်ခုန်စရာနဲ့အားချအတူယူစရာသမိုင်းတစ်ခုပါပဲဒီနေရာမှာကျွန်တော်တို့ bro တို့ message တစ်ခုပေးခြင်းနဲ့ဗျာဘဝမှာအခွင့်အရေးဆိုတာရတော့ယူထားရတယ်ဆိုတာပါပဲ Joshua Van ရဲ့ဘဝကိုကြည့်ရင် Chuma Gulov နဲ့ပွဲတော့ကတပတ်ပဲအချိန်ရခဲ့တယ်လို့ Brandon rival နဲ့ပွဲတော့ကလည်းရပ်ပိုင်းလေးပဲအချိန်ရခဲ့တာပါတကယ်လို့သာ तू ကငါမပြင်ဆင်ရသေးဘူးနောက်မှပဲယူတော့မယ်ဆိုပြီးအကြောက်တရားနဲ့အခွင့်အရေးကလက်လွတ်ခဲ့မယ်ဆိုရင်ဒီနေ့လူကပအဆင့်မှာတောက်ပြောင်နေတဲ့ Van ဖြစ်လာမှာမဟုတ်ပါဘူးလူတော်တော်များများကအခွင့်အရေးကိုစောင့်နေတတ်ကြပြီမဲ့တကယ်လူစမ်းကောင်းတွေကတော့ရလာတဲ့အခွင့်အရေးကိုအမိအယဖန်ဆုပ်ပြီးကံကြမ္မာကိုကိုယ်တိုင်ပြောင်းလဲပစ်တတ်ကြပါတယ်ဘရိုတို့ဘဝမှာလည်းဘယ်လောက်ပဲအခြေအနေတွေစိုးရနေပါစေအခွင့်အရေးတစ်ခုခုလမ်းစာပွင့်လာပြီဆိုရင်အစင်သစ်ဖြစ်ဖြစ်မဖြစ်ဖြစ်တွေးဝေမနေပါနဲ့ဇွတ်တိုးပြီးအမိအယတာယူထားလိုက်ပါကျန်တာကိုလက်တွေ့ကြိုးစားမှုနဲ့တက်တည်ပြကြတာပေါ့ဆိုတော့ဒီပွဲလေးကြည့်ပြီးဘဝတူတစ်ခုရခဲ့တဲ့ဆိုရင်ကျွန်တော် page ကို like လေးလုပ်ပြီး follow လေးလည်းလုပ်ခဲ့ပေးပါအောင် YouTube မှာကြည့်နေတယ်ဆိုရင်လည်း subscribe လုပ်ခဲ့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ဗျာပြီးတော့အားလုံးပဲတာယာသောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးပါဗျာ